The 5 channel ကနေကြိုးဆိုပါတယ်မပြီးပြတ်သေးတဲ့အလုပ်တွေရှိနေရဲဆိုပြီးတော့ကြွေးကြော်လိုက်တဲ့ပန်ဒိုဂျာဆိုတဲ့အကြောင်းအရာနဲ့ဒီနေ့ဗီဒီယိုစကြရအောင်ပါအားလုံးသိတဲ့အတိုင်းပန်ဒိုဂျာကဂျော်ရှော်ဗန်နဲ့ rematch ပြန်ဖြစ်လာဖို့အတွက်ရေပန်းအစားဆုံးဖိုက်တာပါသူကလည်းရှေ့ကရက်မှာတော့ကဒီဂျော်ရှော်ဗန်နဲ့ပွဲမှာသူရခဲ့တဲ့ဒဏ်ရာရတဲ့ footage တွေကိုစက်တိုက်ဆိုလို့ဗီဒီယိုတစ်ပုတ်ထုတ်ပြီးတော့တင်ဆက်ခဲ့တာရှိတယ်သူ့ရဲ့ page ကနေပဲတင်သွားတာအဲ့တော့ဂျော်ရှော်ဗန်နဲ့သူနဲ့မကြည့်ဝဲပြန်ပြီးတော့တွေ့ကြမယ်သူ train တဲ့အကြောင်းတွေလည်းပြန်ပြီးတော့တင်လာတာတွေ့ရတယ်ပြီးခဲ့တဲ့ညကလည်းပဲဒီသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့ job is not finished ဆိုပြီးတော့အလုံးမပြီးသေးဘူးဆိုတဲ့ပုံစံမျိုးတင်သွားတာတွေ့ရတယ်။ဒါကဂျော်ရှော်ဗန်နဲ့ပွဲကိုရည်ညွှန်းခြင်းပုံပဲဂျော်ရှော်ဗန်နဲ့သူ့ရဲ့ပွဲကဒဏ်ရာကြောင့်ရှုံးခဲ့တာပွဲကမပြီးသေးဘူးအဖြေပြန်ပေါ်လာအောင်မယ်ဆိုတဲ့ပုံစံမျိုးပြောဆိုခြင်းပုံရပါတယ်။အဲ့ဒီ post ရဲ့ comment အောက်မှာလည်းပဲဘရာဇီးကပရိသတ်တွေကထောက်ချောက်ဆိုလို့ဝင်ပြီးတော့ comment တွေအများကြီးရေးနေကြတာတွေ့ရတယ်။အဲ့ဒီ post ကဒီလူမှုကွန်ရက်မှာလည်းတော်တော်လေး viral ဖြစ်လာတဲ့ post ဖြစ်ပါတယ်။နောက်တစ်ချက်ကဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကောလာဟာလာကပြီးခဲ့တဲ့ရက်ကကျင်းပခဲ့တဲ့ဒီဆာဘီယာမှာကျင်းပခဲ့တဲ့ UFC Fight Night ခေါင်းစဉ်အောင်မှာလည်းအဲ့ဒီကိစ္စအကြောင်းကောလာဟာလာတွေကတော်တော်လေးကြည်ကြဲလောင်ထွက်လာတယ်အားလုံးသိတဲ့အတိုင်း UFC 331ကတော်တော်လေးအချိန်အားဖြင့်နီးကပ်လာပြီး UFC 330ကိုလုံးစုံချပြပြီးပြီဆိုပေမဲ့လို့330နဲ့ပတ်သက်ပြီးတော့ UFC ဘက်ကတရားဝင်အားဖြင့်ချပြထားတဲ့တွဲတိုင်းမရှိသေးဘူးလို့ပြောလို့ရတယ်အဲ့ဒီပြီးခဲ့တဲ့ညကျင်းပခဲ့တဲ့ UFC Fight Night မှာတော့အဲ့ဒီပွဲအကြောင်းကိုချပြလိမ့်မယ်လို့ပြည်သူအားလုံးမျှော်လင့်ခဲ့ကြပြီမယ်လို့ UFC ကအဲ့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့တွဲတိုင်းတွေကိုချပြခဲ့ခြင်းအခုထိလည်းမရှိသေးဘူးဒါပေမဲ့ထူးခြားတာကတော့အဲ့ပွဲကျင်းပမဲ့နေရာကိုတော့ပြောသွားပြီးအဲ့ဒီပွဲစဉ်က Crypto Arena မှာပဲကျင်းပမယ်ဆိုတဲ့ပုံစံမျိုးချပြသွားတာကြားရတယ်အဲ့ဒီပွဲစဉ်ကဂျော်ရှော်ဗန်ပွဲပါဝင်လာမယ်ဆိုပြီးတော့ရှေ့မှာတော့တောက်လျှောက်ဆိုသလိုဒီသတင်းတွေထွက်ခဲ့တဲ့ Arena ပါအဲ့ဒီကွန်းမှာဂျော်ရှော်ဗန်ကစားရမယ်ဆိုပြီးတော့လည်းပြောတယ်ကြားရတယ်တကယ်လည်းအဲ့ဒီအခင်းချင်းကတော့ဖြစ်လာပြီဒါပေမဲ့လို့အခုလက်ရှိအနေအထားမှာကဒီ UFC ဘက်ကတွဲတိုင်းတွေကိုတရားဝင်အားဖြင့်အတီးပြုချပြထားတာမျိုးမရှိသေးတော့ပွဲအကြောင်းအရာကပြောဖို့နည်းနည်းလေးခက်တယ်ဒါပေမဲ့အဲ့ဒီ UFC Fight Night ဆာဘီယာနဲ့ပတ်သက်ပြီးတော့ကောလာဟာလာတွေကြားထဲမှာတော့ကြည်လောင်ထွက်လာတဲ့အတန်ကဂျော်ရှော်ဗန်နဲ့ဘန်ဒိုဂျာတို့ရဲ့ပွဲကခေါင်းပွဲဖြစ်လာလိမ့်မယ် UFC 331ရဲ့ main event ခေါင်းပွဲဖြစ်လာမှာဖြစ်ပြီးတော့ချားဆိုလိုဘရာနဲ့အာမန်ဆာရူကန်တို့ရဲ့ပွဲစဉ်ကလည်းပဲကိုမင်းမှာပါလာမယ်ဆိုပြီးတော့ပြောတယ်ကြားရတယ်နောက်ထပ်ပို့ပြီးတော့ specific ဖြစ်လာတဲ့အရာအသေးစိတ်ကြလာတဲ့အကြောင်းအရာကတော့ဒီအာမန်ဆာရူကန်နဲ့ချားဆိုလိုဘရာတို့ကခပတ်မပါပဲကစားကြအောင်ပဲ BMX ခပတ်လူပွဲအတွက်ထိုးကြမှာမဟုတ်ဘူးတခြားတော့နန်းလိုက်တဲ့ fight တစ်ခုဖြစ်ပဲထိုးကြမယ်ဆိုတဲ့ပုံစံမျိုးပြောတယ်လေကြားရပါတယ်အဲ့တော့ဘာပဲပြောအဲ့ဒီပွဲအခင်းချင်းကလည်းစိတ်ဝင်စားစရာကောင်းတယ် UFC ဘက်ကမကြခင်မှာချပြလာလိမ့်မယ်လို့ကျွန်တော်တို့ယူဆတယ်ဂျော်ဂျော်ဘန်ကလည်းရှေ့မှာတော့အဲ့ဒီပွဲစဉ်နီးပြီးမကြတော့ဘူးဆိုပြီးတော့ပြောခဲ့ဘူးတယ်ပေါ့နော်သူကိုယ်တိုင်ကလည်းဘန်ဒိုဂျာနဲ့ပြန်ပြီးတော့ထိုးကျင်တယ်လို့ပြောတယ်ရှေ့မှာတော့ဒီဗန်ရိုင်ဘယ်ရဲ့အင်တာဗျူးမှာလည်းပဲဘန်ဒိုဂျာနဲ့ဂျော်ရှော်ဗန်တို့ရဲ့ပွဲအကြောင်းကိုသူတို့အတော်တန်ပြောသွားတာကြားရတယ်ဒီရိုင်ဘယ်ပြောတာကတော့အဲ့ဒီပွဲစဉ်ကို UFC ဘက်ကတရားဝင်ချပြဖို့အတွက်သူ့အနေနဲ့စောင့်နေတာတကယ်ဖြစ်လာရင်လည်းအဲ့ဒီပွဲကိုတော်တော်လေးစိတ်ဝင်စားတယ်ဘန်ဒိုဂျာကတော်တော်လေးမာတဲ့ဖိုက်တာပါဆိုပြီးတော့ပြောသွားခဲ့ဘူးတယ်ပေါ့နော်အဲ့တော့ဒီအခင်းချင်းကိုကြည့်ရရင်ဒီပွဲစဉ်ကဖြစ်လာဖို့ရာခိုင်နှုန်းတော်တော်လေးများနေပြီဆိုတဲ့အခင်းချင်းမှာမကြခင်မှာပဲ UFC ကချပြလိမ့်မယ်လို့ယူဆပါတယ်နောက်တစ်ချက်ပြီးခဲ့တဲ့ညကချပြခဲ့တဲ့ UFC Fight Night ဆာဘီယာအကြောင်းကိုနည်းငယ်ချင်းလေးပြန်ပြောကြရအောင်ပါအဲ့ဒီပွဲစဉ်ကပွဲတွေအကြောင်းပြောမှာမဟုတ်ဘူးပွဲချင်းကပ်သွားတဲ့ပွဲကျင်းပသွားတဲ့အနေအထားကိုပြောချင်တာဖြစ်ပါတယ်အဲ့ဒီပွဲစဉ်ကအားလုံးသိတဲ့အတိုင်းထိုးသွားတဲ့ဖိုက်တာတွေကိုပရိသတ်တွေသိပြီးတော့သိမှာမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီပွဲစဉ်မှာပါခဲ့တဲ့ပရိသတ်တွေအကြောင်းအရင်ကြီးမသိဘူးဆိုတာလည်းအရင်တော့မဆန်ဘူးဆာဘီယာမှာဒီ UFC ကပထမဦးဆုံးအကြိမ်ဖြစ် UFC Fight Night သွားပြီးတော့ကျင်းပတာအဲ့ဒီနိုင်ငံကနာမည်ကြီးဖိုက်တာတွေပြင်ဒီဥရောပဘက်ကဒီနာမည်ရပြီးသားကစားသမားတွေကိုပွဲထုတ်သွားတယ်ဘောနော်တစ်ကမ္ဘာလုံးကိုရည်ရွယ်တဲ့ပြိုင်ပွဲမဟုတ်ဘူးဆိုလိုတာကအဲ့ဒီနိုင်ငံအတွက်ပဲအထူးတလဲရည်ရွယ်ပြီးတော့ကျင်းပတဲ့ပြိုင်ပွဲပါသူတို့က UFC ကသူတို့ရဲ့ပထမဦးဆုံးအကြိမ်ဖြစ်ကျင်းပခဲ့တဲ့ပွဲမှာပဲဆာဘီယာပြည်သက်တွေရဲ့ဝင်းရံမှုကိုအတော်လေးကြီးကြီးရလိုက်လို့ပြောရမယ်UFC ဥက္ကဋ္ဌနာဝိုက်ကအဲ့ဒီပွဲစဉ်အတွက်လက်မှတ်တွေကို22မိနစ်တွင်အလုံးစုံရောင်းထွက်သွားတယ်ဆိုတဲ့ပုံစံမျိုးပြောတယ်လေကြားရပါတယ်ဒါက UFC အတွက်သမိုင်းသစ်ပါအဲ့ဒီတွဲတိုင်းတွေကလည်းပြည်သက်တွေအတွက်ချိုးချမှုတော်ပြီးခဲ့တယ်ပြည်သက်တွေကလည်းအဲ့ဒီပွဲစဉ်တွေကိုတကယ်ကိုအသေးအတန်အားပေးခဲ့ကြတာတွဲတိုင်း14ခုထိပါဝင်ခဲ့ပြီးတော့12ခုကအလဲတိုးနဲ့ပွဲပြီးတယ်အဲ့ဒီထဲမှာ10ပွဲတိတိကပထမအချီမှာပဲပွဲပြတ်ခဲ့တာပါခေါင်းပွဲဆိုရင်အားလုံးပေါင်းမှာစက္ကန့်30ပဲကြာခဲ့တဲ့အနေထားချော်ရင်းမှုရတာအပြည့်အဝပြီးနိုင်ခဲ့တယ်လို့ပြည်သက်ဝင်ရမှုလည်းအတော်ကြီးကြီးမားရခဲ့တဲ့ပွဲပါဥက္ကဋ္ဌနာဝဲကတော့အဲ့ဒီပွဲပြီးအင်တာဗျူးမှာနောက်တစ်ခေါက်ပြန်ပြီးတော့ဒီဆာဘီယာမှာ UFC Fight Night လာပြီးတော့ကျင်းပတဲ့အခါကျရင်15မိနစ်အတွင်းလက်မှတ်တွေအကုန်ရောင်းကုန်နေတယ်ဆိုတဲ့ပုံစံမျိုးပြောသွားတယ်လေကြားရတယ်။အားရ UFC ကသူတို့ရဲ့နေမြေသစ်တွေကိုထက်ပြီးတော့ချက်ထွန်လာတဲ့အခင်းချင်းလို့ကျွန်တော်ကတော့ယူဆတယ်
နောက်တစ်ချက် UFC တို့ဒီကဘာကျော် promotion တခုလဲပတ်တဲ့နေရာမှာသဘောကျစရာကောင်းတဲ့အချက်စီးပွားရေးရတွက်ချေကြက်အောင်လုပ်နိုင်တဲ့အချက်တွေကိုလည်းတော်တော်လေးအလေးထားပြီးတော့ပြောကြည့်ချင်တယ်ပေါ့နော် UFC ကအားလုံးဒီအတိုင်းအရင်တော့ကသူတို့ရဲ့ fight night ပွဲစဉ်တွေကိုဒီ Middle East မှာလာလုပ်တယ်ဒီ Hong Kong မှာလာပြီးတော့လုပ်တာတွေရှိတယ်တခြားသောဒီ Caucasus region ဒေသတွေမှာလည်းသွားပြီးတော့လုပ်တာတွေရှိတယ်အဲ့ဒီလုပ်သမျှပွဲတွေတိုင်းမှာဒီ Paramount Plus နဲ့မတိုင်ခင် ESPN နဲ့ Pay-per-view ပွဲတွေမှာတော့ကများသောအားဖြင့်ကဒီအနောက်နိုင်ငံကပြည်သက်တွေဥမာဒီအမေရိကဘက်ကပြည်သက်တွေကြည့်ဖို့အဆင်ပြေအောင်ပဲအချိန်တွေကိုစီမံခဲ့တာအဲ့ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာအချိန်နဲ့ကြည့်တဲ့အခါအဲ့ဒီပွဲစဉ်တွေကမနေ့3နာရီခွဲမှာစတယ်အဲ့လိုခင်းချင်းမျိုးတွေပေါ့အခုနောက်ပိုင်းမှာတော့အဲ့လိုမဟုတ်တော့ဘူးသူတို့ကျင်းပတဲ့နေရာကိုလိုက်ပြီးတော့အဲ့ဒီနေရာကဒေသစံကျွန်တော်ချင်းနဲ့ကတ်ရအောင်ပဲအထူးတလဲစီစဉ်ပြီးတော့ကျင်းပတဲ့ပုံစံမျိုးလို့မြင်လာရတယ်အဲ့ဒီခင်းချင်းကလည်းဒီကဘာရော UFC လို promotion ကြီးတစ်ခုအတွက်တော်တော်လေးကြီးမားတဲ့ပြောင်းလဲမှုလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့အရင်တုန်းကဒီအနောက်နိုင်ငံက Pay-per-view နဲ့ဝယ်ကြီးမဲ့ပရိသတ်တွေကိုအားပြုပြီးတော့ပဲ UFC Fight Night ပွဲစဉ်တွေကစီစဉ်ကြတာ။အဲ့တော့ဒီတွဲတိုင်းတွေကတ်တဲ့နေရာမှာလည်းပဲတစ်ကမ္ဘာလုံးကနေပြီးတော့ရုပ်သံကကြီးမဲ့ပရိသတ်တွေကိုအထူးအားပြုပြီးတော့ရောင်းချခဲ့တာပေါ့။အခုနောက်ပိုင်းမှာတော့အဲ့လိုမဟုတ်တော့ဘူး။သူတို့က Paramount Plus နဲ့စာချုပ်ချုပ်လိုက်တယ်။ Paramount Plus ရဲ့စာချုပ်ကဒီ subscription နဲ့ကြီးရတာဖြစ်တယ်။ Pay-per-view ပွဲတိုင်းကို Pay-per-view တွေနဲ့ရောင်းစရာမလိုတော့ဘူး။အဲ့ဒီအနေထားကျတော့သူတို့ကဒီတစ်ကမ္ဘာလုံး streaming ကကြီးမဲ့ပရိသတ်တွေကိုဦးစားမပေးတော့ဘူး။ဒေတာတော့မှလက်မှတ်ကိုဝယ်ပြီးတော့ယုံတဲ့ထိတာကြီးမဲ့ပရိသတ်တွေကိုအလေးပေးပြီးတော့ဆောင်ရွက်တဲ့ပုံစံမျိုးတွေမြင်လာရတယ်။ဒါကတကယ်ကိုသူတို့အတွက်ဒီ strategy ကြတဲ့ move တစ်ခုလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကရှေ့မှာတော့ကလည်းဒီလိုမျိုးအချိန်တွေကိုအမြဲတမ်းအပြောင်းလဲလုပ်ပြီးကျင်းပခဲ့တဲ့ဖွဲ့စည်းမဟုတ်ဘူး။အခုတော့ပြောရရင်ဒေတာစံတော်ချိန်နဲ့သူတို့ကဟောင်ကောင်ဒေတာစံဟောင်ကောင်မှာကျင်းပရင်ဟောင်ကောင်ကလူတွေလာပြီးတော့ယုံတဲ့ကိုလာကြည့်လို့လွယ်မဲ့အချိန်မျိုးညနေတကောင်မဟုတ်မဲ့အချိန်မျိုးကိုရွေးပြီးတော့ကျင်းပမယ်ပေါ့။Australia မှာကျင်းပတယ်ဆိုရင် Aussie ပြည်သက်တွေကြည့်လို့လွယ်မဲ့အချိန်မျိုးကိုရွေးပြီးတော့ကျင်းပလာတာကိုတွေ့ရတယ်။ဒါကတော့ UFC လိုကုမ္ပဏီကြီးတစ်ခုရဲ့အလှည့်အပြောင်းတွေကိုမြင်လာရတာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကအရင်တုန်းကလို Pay-per-view ဒီကမ္ဘာလုံးက streaming ကနေကြီးမဲ့ပြည်သက်တွေကိုအားကိုးနေကြမလို့တော့ဘူး။သူတို့အတွက်ငွေကြေးဆိုင်ရာရယုံထဲမှာဝင်ပြီးတော့ကြီးမဲ့ပြည်သက်တွေကပဲအထူးအရေးပါလာတယ်။ဒီကနေ့ညကျင်းပခဲ့တဲ့ UFC Fight Night ဆာဗီယာကရုံဝင်ကြီးအဖြစ်ဒေါ်လာ2 သန်းကျော်အထိရရှိခဲ့တယ်ဆိုပြီးတော့ဥက္ကဋ္ဌနာဝဲကတရားဝင်ကြေညာသွားတယ်။ဒါကသူတို့ UFC Fight Night ရဲ့သမိုင်းအချောက်မှာလည်းပဲအများပြားဆုံးဝင်ငွေတွေကတစ်ခုဖြစ်တယ်လို့လက်မှတ်ရောင်းချမှုမှာလည်းပဲအမြန်ဆုံးလက်မှတ်ရောင်းချမှုဖြစ်ခဲ့တယ်။ဆာဗီယာလိုနိုင်ငံမှာသွားလို့တယ်သူတို့ဒေတာတုန်းကဖိုက်တာတွေကိုပဲအထူးအလေးပေးပြီးတော့တွဲဆိုင်နေကတ်ခဲ့တယ်။ဆိုတာကတစ်ကမ္ဘာလုံးကြည့်နေမှာမဟုတ်တဲ့အတွက်တစ်ကမ္ဘာလုံးကိုရည်ရွယ်တဲ့ပြိုင်ပွဲမဟုတ်တော့ဘူး။ဒါကြောင့်မလို့ကျွန်တော်တို့မြန်မာပြည်သက်တွေလည်းအဲ့ဒီ UFC Fight Night ပွဲစဉ်တွေကိုအထူးတလဲစိတ်ဝင်စားမှုမရှိကြဘူး။ဘာကြောင့်လဲဆိုတော့ UFC Fight Night တစ်ခုလုံးမှာတောင်မှကမ္ဘာကျော် star player လို့ပါမလာဘူးပေါ့နော်။သူတို့ဒေတာတုန်းကနာမည်ကြီးပြီးသားဖိုက်တာတွေကိုပဲအထူးအလေးပေးတယ်။ကွန်းထဲကိုလာကြည့်မဲ့ပြည်သက်တွေအတွက်ပဲအားပြုပြီးတော့တွဲတိုင်းတွေကိုကတ်ခဲ့ကြတာ။ဒါက UFC လိုဖွဲ့စည်းတစ်ခုရဲ့လေဘက်ပုံအကြောင်းကိုကျွန်တော်မြင်မိတဲ့အပိုင်းလေးတွေကိုပြောပြတာဖြစ်ပါတယ်။နောက်တစ်ချက်ကဒီဥက္ကဋ္ဌနာပိုင်းနဲ့ဂျိတ်ဘောကြားကပြိုင်ဆိုင်မှုတွေအကြောင်းပြည်သက်တွေလည်းကြားကြမှာပါ။ဂျိတ်ဘောကပြီးခဲ့တဲ့ရက်က BFF ကိုဝယ်ယူလိုက်ပြီးတော့ BFF က share အများစုကိုဝယ်ယူပြီးပြီးတဲ့နောက် MVP နဲ့ BFF ကိုပေါင်းပြီးတော့ MVP promotion ဖြစ်ပူးပေါင်းပြီးတော့ဆက်ပြီးတော့လေဘက်သွားမယ်ဆိုပြီးတော့ပြောသွားပါတယ်။အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့လည်းဒီသတင်းသမားတွေကနေပြီးတော့ဥက္ကဋ္ဌနာပိုင်းကိုမေးကြတာရှိတယ်။ဒီဂျိတ်ဘောရဲ့ MVP promotion နဲ့ BFF ပူးပေါင်းသွားတဲ့ပေါ့ဘယ်လိုမြင်လဲဆိုတဲ့အခင်းချင်းမျိုးမေးတာကြားရတယ်။ဥက္ကဋ္ဌနာပိုင်းကတော့အဲ့ဒီဘိုင်းကိုခက်ပြုံးပြုံးပဲတုံ့ပြန်သွားတယ်။အရင်တုန်းကတည်းကအလုံးမဖြစ်ခဲ့တဲ့ကုမ္ပဏီအငယ်နှစ်ခုပေါင်းပြီးတော့ကြီးအောင်လုပ်တယ်။ကြီးအောင်လုပ်လဲသူတို့လက်မဲ့လဲကြောင်းအောင်မှာမဟုတ်ဘူး။ပြည်သက်ကလည်းအဲ့ပွဲစဉ်တွေကိုကြီးကြမှာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးပြောတော့တာကြားရပါတယ်။ဒါပေမဲ့ဘာပဲပြောဂျိတ်ဘောကတော့ဥက္ကဋ္ဌနာပိုင်းကိုလှမ်းပြီးတော့လေးတိုက်နေရတယ်။စက်တိုက်ဆိုလို့ကြားနေရတယ်။နောက်ပြီးတော့ဒီခါဘီနူမာကိုမရောရဲ့ညီဝန်းဝဲတော်တဲ့ဥစမန်နူမာကိုမရောကလက်ရှိ BFF မှာကစားနေတာ။စာချုပ်တန်ကုန်သွားပြီ။အဲ့ဒီကစားသမားကိုဒီဂျိတ်ဘောအနေနဲ့ဆက်ပြီးတော့ထိန်းထားနိုင်မလား။ဒါမှမဟုတ် UFC နဲ့ကူးပေါင်းသွားမလားဆိုတဲ့အခင်းချင်းကလည်းစောင့်ကြည့်ရမယ်။ဥစမန်နူမာကိုမရောကတော့ပတ်စံပို့ပေးတဲ့ဖွဲ့စည်းတွေကိုသွားမယ်ဆိုပြီးတော့ပြောထားတယ်လေကြားရတယ်။ဘာကြောင့်လဲဆိုတော့ဂျိတ်ဘောကအရင်တုန်းကလည်းပဲဒီ UFC ဥက္ကဋ္ဌနာဝိုက်ကိုလှမ်းပြီးတော့ဆွတာတွေအများကြီးရှိခဲ့ဘူးလေ။ဘာကြောင့်လဲဆိုတော့ဒီနာဝိုက်တို့ကုမ္ပဏီကသူတို့ကျတော့အကျိုးမြတ်တွေအများကြီးယူတယ်ဖိုက်တာတွေကိုကျတော့လုံလောက်တဲ့ထိုးခြင်းမပေးဘူးဆိုပြီးတော့ရှေ့မှာတော့တောက်လျှောက်ပြောခဲ့တဲ့လူပါအခုတော့သူကိုယ်တိုင်က BFF လို့ promotion ကြီးကိုစပြီးတော့လဲပတ်ရမယ့်ခေါင်းဆောင်ပိုင်းနေရာကိုရောက်လာပြီအဲ့တော့ဒီဂျိတ်ဘောအနေနဲ့ဒီ BFF ကနာမည်ကြီးဖိုက်တာတယောက်ဖြစ်တဲ့ဥစမန်နူမာကိုမဲတော့ကိုဘယ်လောက်ထိဆက်ပြီးတော့ထိန်းထားနိုင်မလဲဒါမှမဟုတ်ရင် UFC ကိုရောက်လာပြီးတော့ UFC lightweight တန်းကိုပို့ပြီးတော့မြိုင်ဆိုင်အောင်လုပ်ပေးမလားအဲ့ဒီခင်းချင်းကတော့စိတ်ဝင်စားစရာကောင်းတဲ့ခင်းချင်းလိုပဲမြင်ပါတယ်ကျေးဇူးပါဒီနေ့ဗီဒီယိုမှာတော့ MMA လောကကအကြောင်းအရာတွေကိုစုံစုံလင်လင်တင်ဆက်ခဲ့တာဖြစ်ပါတယ်အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်တွေကိုလည်း comment မှာဝင်ရောက်ဆွေးနွေးခဲ့လို့ရပါတယ်
နောက်ရက်ဒီမှာလည်းအခုလိုသတင်းတွေကိုဇာတ်ရိုက်တင်ဆက်သွားမယ့် channel ဖြစ်ပါတယ်ဒါကြောင့်မလို့ channel ကို subscribe လုပ်ပြီးကြပါအောင်